နောက်လာမယ့်အပတ်မှာတော့ The Masked Singer မြန်မာ Season 3ရဲ့ဒုတိယအသုတ်ဖြစ်တဲ့ Group D ကမျက်နှာဖုံးရှင်တွေဖြစ်တဲ့ မဲပစေ Cassette Rockstar နဲ့ Chili Girl တို့ရဲ့အစွမ်းပြတီးဆိုမှုတွေနဲ့အတူပရိသတ်အလို့ကြမျက်နှာဖုံးချွတ်ပြရမယ့်သူကဘယ်သူဖြစ်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြရအောင်လားခင်ဗျာနှစ်ယောက်တည်းဆော့တာဘာဆော့တာလဲဂျင်းရောဟုတ်ရဲ့လားနှစ်ယောက်တည်းဘာလိုက်ဆော့ရလဲဂျင်းဆော့တာတေးကြလားနှစ်ယောက်တည်းဆော့ဟုတ်ပါရဲ့မဂျင်းနဲ့ဒီဒီနဲ့ဘာလုပ်ဘူးလဲတချင်းတူတူတွဲဆော့ဘူးလားဘာလုပ်ဘူးလဲသူနဲ့ငါစိတ်ညစ်လာပြီကျွန်တော်နဲ့ပတ်သက်ဘူးလားဟမ်ပတ်သက်ဘူးလေကိုဖြိုးနဲ့ကြီးစားလို့ပဲလေကိုဖြိုးနဲ့ကျွန်တော်နဲ့ဟိုက်ကြီးစားလို့ပဲဟာဘသူရသွားလဲအဲ့တော့လူတော့ဘသူရသွားလဲကိုဖြိုးကပါတာပေါ့အေးဆရာကြီးပဲအောင်လုံးကိုပြတ်သွားအောင်နဲ့ချဲချဲဓမ္မပေါ်ရင်မင်းမကိုချဲexam အဖွဲနဲ့ MDB ဟိုးရင်တော့တပုတ်ရိုက်ဖူးတယ်မလားအမှန်တိုင်းပဲပြောဘာမှမပြောမဖုံးလူလည်းမပြောဂရိပေးတယ်မှားပြောပေးမယ်ဟုတ်တယ်မလားရိုက်ဖူးတယ်မလားချီလေးကလေဖီးရတာကိုကြိုက်လားဟမ်ဘာလဲဖီးလာတာကိုကြိုက်လားဘယ်လိုဖီးရဟိုဖီးပြောအသေးခွဲပြောလို့ပြောတယ်လက်နေဟုတ်ကဲ့ပါနောက်တစ်ဆင့်ကိုတက်လန်းဖို့အတွက်စီရိုရီယာပရိသတ်တွေနဲ့ဆယ်လီစွန်တော်ကြီးတွေမဲပေးထားတဲ့ပထမဦးဆုံးမျက်နှာဖုံးရှင်ကတော့ဝါ Masked Singer